ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့တကယ်ချင်းတွေကိုပုံမြင်လေးတစ်ပုဒ်ပြောပြမှာဖြစ်ပါတယ်အဲ့ဒါတော့ဈေးကွက်တွေကဘာလို့ညဘက်မှာအစာရှာရတာလဲဆိုရတယ်ဈေးကန်တွေကဈေးကွက်တွေကိုဘာလို့မုန်းတာလဲဆိုတာဟိုဒီပုံမြင်မှာတစ်ခါလေးပြောပြတော့မှာဖြစ်ပါတယ်အားလုံးဆုံးထိနားထောင်ပေးကြပါဦးခင်ဗျဒါဆိုကျွန်တော်စပြောလိုက်အောင်ဟိုရှိရှိဝင်လဲဟောရဟောမဟုတ်ဗျာဒီကွက်နဲ့ဒီကခမရတဲ့တူမလိုပဲအရန်ချစ်ကြတငယ်ချင်းတွေပေါ့ဗျာဒီနေ့မှာစီကွက်ကအစာရှာရင်းနဲ့တော့ကျောင်းသားလေးတယောက်ရဲ့လက်တန်ကြောင့်စီကွက်ရဲ့ဆိုလေးတင်မှန်သွားပါတယ်အဲ့ဒီမှာပဲစီကွက်ကသားနိုင်မအိမ်နိုင်နဲ့တမိုင်းမိုင်းတပွေတွေဖြစ်နေပါတော့အဲ့ဒီမှာတငယ်ချင်းဖြစ်သူချီကန်သူတငယ်ချင်းစီကွက်အစာရှာမတွေ့လို့သူတငယ်ချင်းကိုတွေ့ဖို့လိုက်သွားပါတော့